မြန်မာလူမျိုးတွေရဲ့စိတ်ထဲမှာပကံလို့ဆိုလိုက်တာနဲ့အညာပြည်ကထောင်ထောင်ချီတဲ့ရှေးအောင်ဘုရားစီကြီးပထိုးတွေကိုပဲချက်ချင်းပြင်းပြင်းမိလာနိုင်မယ်ဒီနေ့ခေတ်မြင်တွေ့နေရတဲ့အဲ့ဒီဘုရားပထိုးပေါင်းများစွာဟာအရှိတော်အာရှမှာအကြီးကျယ်ဆုံးချမ်းသာဆုံးဖြစ်ခဲ့တဲ့ပထမမြန်မာနိုင်ငံတော်ဒါမှမဟုတ်ပကံအင်တာယာကြီးရဲ့မပြိုပြတ်သေးတဲ့သက်သေတွေဖြစ်ပါတယ်ပကံမျိုးတွေကရွှေစည်းကုံဘုရားအာနန္ဒဘုရားပါဝင်ကြီးကျယ်ခမ်းနားတဲ့ဘုရားသမိုင်းတော်တော်များများဆုတောင်းစာစုတွေကိုမိတ်ဆွေတို့ဖတ်ဖူးကြားဖူးကြမယ်ထင်ပါတယ်ဒါပေမဲ့အဲ့ဒီဘုရားတွေအားလုံးကိုတည်ထားကိုးကွယ်ခဲ့တဲ့ပကံပြည်ကြီးဟာကနဦးအစမှာဘယ်လိုမျိုးအစချပြီးဖြစ်ပေါ်လာခဲ့တာလဲပြီးတော့ပကံပြည်ကြီးမှာဘယ်ဘုရားကနေစပြီးတော့ပထမဆုံးအစပြုတည်ထားခဲ့တာလဲဆိုတာကိုတော့လူသိနေလာပါတယ်လူများစုကပကံသမိုင်းကိုအနာဂတ်မင်းကြီးလက်ထက်မှာစတင်ခဲ့တယ်လို့ထင်တတ်ကြပါတယ်တကယ်မှန်တရားကတော့အနာဂတ်မင်းကြီးမမွေးဖွားခင်ရာစုနှစ်ပေါင်းများစွာတွေကအေယာဝတီမြစ်ကမ်းဘေးကမိုးကောင်ရေရှားတဲ့ရုပ်ဝန်းထဲမှာလူတွေသတိမထားမိကြတဲ့လျှို့ဝှက်စမ်းကြယ်လာတဲ့အုတ်မြစ်တစ်ခုကိုစတင်ချမှတ်နေခဲ့ပါပြီဒီနေ့မှာတော့တာမန်ရောသိလေးဘွားကနေကြီးကျယ်ခမ်းနားလာတဲ့ပကံပြည်ကြီးဘယ်လိုစတင်အခြေတည်ဖြစ်ပေါ်လာခဲ့ပုံနဲ့ကမ္ဘာသမိုင်းပညာရှင်တွေရှာဖွေတွေ့ရှိထားတဲ့အစောဆုံးဘုရားတွေအကြောင်းကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်သမိုင်းမှတ်တမ်းတွေအရပကံနိုင်ငံတော်ဟာပြည်ရဲ့နောက်မှာပထမဆုံးတည်ထောင်ခဲ့တဲ့မြန်မာပြည်နိုင်ငံတော်ဖြစ်ပါတယ်။ညာတော်အဖြစ်ပြူကာမပုကာမပုခံမပကံဖြစ်လာခဲ့တယ်လို့ဖော်ပြလေးရှိကြပါတယ်။ရှေးခေတ်ပကံကျောက်စာတွေမှာတော့ပုခံလို့ရေးသားပြီးတော့ပကံဆိုတဲ့အရေးသားဟာလွန်နေပါပါတယ်။ပကံခေတ်ကျောက်စာတွေဒါမှကပင်းရအင်းဝကျောက်စာတွေမှာလည်းပုခံဆိုတဲ့အရေးသားဟာများပြားလာပါတယ်။ထိလိုက်ရင်ကျစစ်သားမင်းကြီးရေးထိုးခဲ့တဲ့မွန်ဘာသာကျောက်စာတွေမှာပကံအမည်ကိုပါဠိဘာသာမှာပောဂါမဆိုပြီးတော့၎င်းမွန်ဘာသာမှာပောကံဆိုပြီးတော့၎င်းပါရှိပါတယ်။ပကံခေတ်ကာလကိုတက္ကရာ406ခုမှပေးရမြို့တည်တဲ့684ခုနှစ်အထိသတ်မှတ်ပါတယ်။ကြာအိုးအံပကံတီဆိုတဲ့ဆိုရိုးစကားအရ212ခုနှစ်မှာတည်ထောင်ခဲ့တယ်လို့မှတ်ယူကြပါတယ်။အစပိုင်းမှာမြန်မာလူမျိုးတွေဟာကြောက်စင်ခရိုင်ဒေသတွေမှာအခြေချပြီးတော့တနေ့တမင်းထူထောင်လာစုစည်းနေထိုင်ကြရကနေအေဒီဆရာစုရောက်တဲ့အခါမှာပကံမင်းဟာအင်အားကြီးဆုံးအဖြစ်အတိမတ်ပြုခံရပြီးတော့မင်းကြီးဖြစ်လာခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့အစောပိုင်းပကံမင်းဆက်တွေအကြောင်းကဒဏ္ဍာရီလာတာဖြစ်ပြီးတော့တိကျတဲ့သမိုင်းထောက်ထားတွေကိုတော့ရှာဖွေမတွေ့ရှိရပါဘူး။စတင်တည်ထောင်ခဲ့တဲ့သမုဒ္ဒရမင်းမှစပြီးတော့ပကံကြီးပြတ်သုံးတဲ့ဆုံးမနဲ့မင်းအထိပကံမင်းဆက်55ဆက်ရှိတယ်လို့ဆိုရပါတယ်။ခိုင်လုံတဲ့အထောက်ထားတွေကိုစတင်တွေ့ရှိရတာကတော့အနွေထာမင်းကြီးလက်ထက်ရောက်မှာထေရဝါဒဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်လာခဲ့ပြီးတော့နိုင်ငံရေးဩဇာရတဲ့ထွတ်ထွတ်ရောက်လာခဲ့တယ်လို့ဆိုပါတယ်။အဲဒီအချိန်ကပကံပြည်နဲ့ခမာအင်ပါယာတို့ကခေတ်ပြန်အင်အားကြီးအင်ပါယာတွေဖြစ်ခဲ့ရတယ်လို့မှတ်တမ်းတွေကဆိုပါတယ်။အပြည်ပြည်ဆိုင်ရာရှေးဟောင်းယဉ်ကျေးမှုသုတေသနစာတမ်းတွေနဲ့သမိုင်းထောက်ထားတွေအရပကံပြည်ရဲ့ဒေသကိုအေ900စုဒါမှမဟုတ်ခရစ်နှစ်850ဝန်းကျင်မှာစတင်အခြေချခဲ့ကြတယ်လို့ဆိုပါတယ်။မြန်မာမျိုးနွယ်စုတွေဟာတရုတ်နိုင်ငံတောင်ပိုင်းနဲ့တိဘက်ကုန်းပြင်မြစ်ဘက်ကနေပြီးတော့ရင်ကြီးမြစ်တွေဟာအေဟာမီမြစ်ဝန်းစီကိုရောက်လာခဲ့ကြတယ်လို့ဆိုပါတယ်။မှန်တယ်သမီးတော်ကြီးပါဝင်မြန်မာရာဇဝင်ကျမ်းတွေမှာပကံပြည်ကိုအေ900စုထက်များစွာဆိုတဲ့ခရစ်နှစ်846ဝန်းကျင်မှာပြည်များမင်းကစတင်တည်ထောင်ခဲ့ပြီးတော့မြို့ရိုးခက်ခဲ့တယ်လို့အကျေတုံးနဲ့ဖော်ပြထားကြပါတယ်။ဒါပေမဲ့ခေတ်သမိုင်းပညာရှင်တွေနဲ့ရှေးဟောင်းသုတေသနအထောက်အထားတွေအရပြည်များမင်းအပါအဝင်အစောပိုင်းပကံမင်းဆက်များတဲ့ဖြစ်တည်မှုဟာရာဇဝင်လာဒဏ္ဍာရီဆန်လွှမ်းပြီးတော့ခိုင်လုံတဲ့ကြောက်စာအထောက်အထားခေတ်ပြိုင်မှတ်တမ်းလုံးဝမရှိသေးတဲ့အတွက်သမိုင်းကြောင်းအရအတည်ပြုရမဖြစ်နိုင်ပဲမရေမရာဖြစ်နေစေဖြစ်ပါတယ်ပကံခေတ်မင်းဆက်တွေထဲမှာအနွေထာမင်းကြီးမတိုင်မီခိုင်လုံတဲ့ကြောက်စာနဲ့အထောက်အထားရှာဖွေတွေ့ရှိမှုအနည်းငယ်သာရှိခဲ့ပြီးတော့အေ932ခုနှစ်မှာနန်းတက်ခဲ့တဲ့ညောင်ဆွေဟမ်းမင်းနဲ့ကိုးစော်ကြောင်ပြူမင်းတို့လက်ထက်မှသာအထောက်အထားတချို့စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။ဒါပေမဲ့သမိုင်းပညာရှင်တွေအားလုံးတညီတညွတ်ထဲလက်ခံထားကြတဲ့အတိုင်းပကံပြည်ရဲ့သမိုင်းခိုင်မာဆုံးသောခေတ်သမိုင်းအစနဲ့စစ်မှန်တဲ့ပထမမြန်မာနိုင်ငံတော်ရဲ့သမိုင်းကြောင်းဟာခရစ်နှစ်1044ခုနှစ်အနွေထာမင်းကြီးပကံထီးကန်းကိုစတင်စိုးစံခဲ့တဲ့အချိန်မှသာရာနှုန်းကြီးအတိအကျစတင်ခဲ့ခြင်းဖြစ်ပါတယ်။မှန်တဲ့ရာဇဝင်တော်ကြီးကပကံပြည်ကိုမူလကရုံလွကျွန်းဒေသမှာရွာငယ်19ရွာကိုစုစည်းပြီးတော့သမုဒ္ဒရမင်းကြီးကစတင်တည်ထောင်ခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်ကပကံဟာနိုင်ငံတစ်ခုမဟုတ်သေးပါဘူး။စိုက်ပျိုးရေးလုပ်လို့မရတဲ့မိုးကောင်ရေရှားဖုန်ထူထူသေးကန်ရဆက်ဆံမြေရိုင်းကြီးတစ်ခုမျှသာဖြစ်ပါတယ်။ဒါဆိုရင်ဒီလိုဖုန်ထူထူသေးကန်ရထနေတဲ့ရွာသိမ်းလေးကနေဘလို့ဒီနဲ့အင်ပါယာကြီးဖြစ်လာခဲ့တာလေ။သမိုင်းပညာရှင်ဦးဘိုကေရဲ့ပကံကျောက်ဆန်နဲ့ရှေးဟောင်းသုတေသနလေ့လာချက်တွေအရပကံသားတွေရဲ့အဓိကအသက်သွေးကြောဟာရေစီမံခန့်ခွဲမှုစနစ်ဖြစ်ပါတယ်။သူတို့ကကဏ္ဍရဲမှာဆင်မြောင်းတူးတာကန်ဆောက်တာတွေကိုကျွမ်းကျင်လာခဲ့ပြီးတော့မိဒီလာနဲ့ကြောက်ဆယ်ဒေသတွေကအထိဆယ်ရီတော့လယ်ကွင်းတွေကိုစနစ်တကျအကွက်ချစိုက်ပျိုးနိုင်ခဲ့ကြပါတယ်။ဒါစီးပွားရေးအရအင်အားတောင့်တင်းလာစေခဲ့တဲ့ပထမဆုံးလျှို့ဝှက်ချက်ဖြစ်ပါတယ်။ဒီလိုသမိုင်းထောက်ထားမရေရာမှုတွေကြားတွေကပကံပြည်ပေါ်မှာစိုးစိုးနဲ့တက်တန်းရင်ဆုံးဘုရားကဘယ်ဘုရားဖြစ်မလဲဆိုတဲ့အပိုင်းကိုတင်ဆက်ပေးပါမယ်။သမိုင်းသုတေသနအထောက်ထားတွေအရအနွေထာမင်းကြီးဗုဒ္ဓဘာသာတို့မကူးပြောင်းငင်တွေကပ
ပကံဒီမှာဘာသာရေးအဆောက်အုံတွေရှိနေခဲ့ပါပြီပထမဆုံးတက်တွေကဘူဘုရားဖြစ်ပါတယ်အေယာဝတီမြေကမ်းနဘေးကဘူဒီပုံတရရှိတဲ့ဘူဘုရားဟာပကံရဲ့အစောဆုံးအဆောက်အုံတစ်ခုအဖြစ်သတ်မှတ်ခံထားရပါတယ်မှန်တမ်းရဆိုရင်တော့ကြီးရအေဒီ300စုပြူစိုးတိမင်းလက်ထက်မှာမြေကမ်းနဘေးကဘူမေဆိုကြီးကိုနှိမ်နှင်းပြီးတော့အထိမ်းအမှတ်အနေနဲ့တည်ခဲ့တယ်လို့ဆိုပါတယ်ဒါပေမဲ့ရှင်းအောင်သူတည်တဲ့ပညာရှင်တွေရဲ့ဘိသုကလေ့လာချက်အရတော့တည်ရင်ကိတရားကဘောဘောကြီးဘုရားတို့လိုပဲဥပုံစံပြုခိဘိသုကဆက်ဆက်ဖြစ်နေတာကြောင့်အလောထာမင်းကြီးမတိုင်ခင်အေဒီ900စုကလေးကပကံဒီကိုကာကွယ်တဲ့မြို့ရုခန့်တဲ့အဖြစ်ရောအစိုးဆုံးပြည်မြအမွေနေ့အဖြစ်ပါတည်ရှိနေကြတာဖြစ်ပါတယ်ဒုတိယမြောက်တက်တွေကတော့လူသိနေတဲ့လျှို့ဝှက်ချက်ဖြစ်တဲ့နတ်လောင်ချောင်းဖြစ်ပါတယ်ပကံမှာဘုရားဘာသာမထွန်းကားခင်ကဟိန္ဒူပြမနာဝါဒရှိခဲ့တယ်လို့ဆိုပါတယ်ဂျာနေကျော်ဦးချင်းမောင်ရဲ့မြန်မာသမိုင်းစာတမ်းများနဲ့အရှိတော်အာရှသမိုင်းလေ့လာချက်တွေအရလက်လောင်ကျောင်းဟာအေဒီဆေရာစုဒါမှမဟုတ်ခရစ်နှစ်930ခုနှစ်ဝန်းကျင်ရောင်ဦးဆိုရဟန်းမင်းဒါမှမဟုတ်တောင်လူကြီးမင်းလက်ထက်တဲကတည်ရှိခဲ့တယ်လို့ဆိုပါတယ်ဒီကျောင်းဟာပကံမှာလက်ကျန်ကျန်ရခဲ့တဲ့တခုတည်းသောဟိန္ဒူပြမနာလက်ကျောင်းဖြစ်ပြီးတော့ဟိန္ဒူလက်ဖျားဗေဒနိုးကိုရည်စူးတည်ဆောက်ထားတာဖြစ်ပါတယ်အဲဒီခေတ်ကပကံနားထဲမှာခါစားရတဲ့အိန္ဒိယကလာတဲ့ပုံနာဗေဒဆရာတွေဗိသုကာပညာရှင်တွေနဲ့ကုံတယ်ကိုယ်ွယ်ဖို့တည်ဆောက်ခဲ့တာဖြစ်ပြီးတော့ပကံမှာအစိုးဆုံးကျန်ရတဲ့ဂူချောင်းဗိသုကာအဖြစ်ယူနက်စကိုကမ္ဘာ့မွေးနေ့ဖွဲ့ရဲ့ရှင်းအောင်သုတေသနလေ့လာချက်တွေကတိတိကျကျကိုးကားသတ်မှတ်ထားတာဖြစ်ပါတယ်တကယ်ဘုရားဘာသာစီရင်ရဲ့အစကတော့ရွှေစည်းုံစီတော်ကြီးပဲဖြစ်ပါတယ်အနောထာမင်းကြီးတထုံဒီကရှင်အရဟံနဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက်သာသနာပြုချိန်မှာအစိုးဆုံးစတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အနောထာမင်းကြီးရဲ့လက်ထက်မှာမပြီးပြတ်ခဲ့ပဲနဲ့ခရစ်နှစ်1089ခုနှစ်မှာကျက်စသားမင်းကြီးကမှအပြီးသက်တည်ဆောက်နိုင်ခဲ့တာဖြစ်ပါတယ်ဒီရွှေစည်းကုံကမြန်မာစင်ကြီးပထိုးဗိသုကာပညာရဲ့ပထမဆုံးကနဦးပုံစံတူအစစ်မှန်ဖြစ်လာခဲ့ပါတယ်ခရစ်နှစ်1044ခုနှစ်ရောက်တဲ့အခါမှာတော့ပကံပြည်ရဲ့ကံကြမ္မာဟာတစ်စစ်ချိုးပြောင်းလဲလာခဲ့ပါတယ်အဲ့ဒါကတော့အနောထာမင်းကြီးနန်းတက်လာခြင်းပဲဖြစ်ပါတယ်ကမ္ဘာသမိုင်းစာတမ်းတွေအရအနောထာမင်းကြီးဟာပကံကိုတာမန်စိုက်ပျိုးရေးနိုင်ငံလေးဘဝကနေပြီးတော့ဒီနေ့ကမြန်မာနိုင်ငံရဲ့မြေပုံစံနီးပါးရှိတဲ့ပထမမြန်မာအင်ပါယာကြီးကိုစစ်ရေးနိုင်ငံရေးဘာသာရေးအင်အားတွေနဲ့ချဲ့ထွင်ခဲ့ပါတယ်သူဟာအိန္ဒိယတရုတ်ယူရီးယားဒါမှမဟုတ်ထိုင်းနိုင်ငံနဲ့ငုံပြူမျိုးတွေဆိုတဲ့ကုန်သွယ်ရေးလမ်းစုံလမ်းမမှာပကံပြည်တည်ရှိနေတာကိုပါပါနဲ့ကြီးအသုံးချခဲ့ပါတယ်တထူလီကနေပြီးတဲ့သုံးဖို့အစုံ30နဲ့တန်ခါတော်တွေကိုပကံတို့ပြစ်ဆောင်လာခဲ့ပြီးတဲ့နောက်ပကံပြည်မြေပေါ်မှာဖျားတည်ခြင်းမဟာလိုင်းကြီးစတင်ပေါက်ကွဲထွက်လာခဲ့ပါတယ်ပကံပြည်ရဲ့အထူးထိပ်ကာလမှာတော့ပကံသားတွေဟာတာမန်အုပ်ခဲတွေကိုတက်ရှိထင်ရှားအမှုပညာတွေအဖြစ်ပြောင်းလဲပစ်ခဲ့ကြပါတယ်ပကံရဲ့အကျော်ကြားဆုံးဘုရားသုံးစုကိုဒုဝါဓမယံအမြင့်မာတပင်ညုလူမာအာနန္ဒာလို့ကဘာကမှတ်တမ်းတင်ထားရပါတယ်အထူးသဖြင့်အေဒီဆက်ရာစုမှာတည်ခဲ့တဲ့အာနန္ဒာဘုရားဟာအရှိတော်အာရှနေမကပဲတကမ္ဘာလုံးကဗိသုကာပညာရှင်တွေပါဇက်ဟောင်းမှဖြစ်ရလောက်အောင်ဗရင်းဘောက်ကနေနေအောင်ကြီးဝင်ရောက်ပုံစနစ်တွေလူငယ်အမှုပညာတွေကိုပေါင်းစပ်ထားတဲ့အမှုပညာမြောက်မာစတာပီအစစ်မှန်ဖြစ်ပါတယ်ဒီလိုကြီးကျယ်ခမ်းနားတဲ့ဘုရားပေါင်းထောင်ချီကိုအဲ့ဒီခေတ်ကစီးစိမ်ချမ်းသာတွေနဲ့တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်အလောင်းစီသူမင်းတော်နန်းတက်တဲ့မင်းတွေလက်ထက်မှာတော့ပကံရဲ့ဩဇာအာဏာဟာကျဆင်းလာခဲ့တယ်လို့နေသားမရန်သူရဲ့လှုပ်ကြံမှုကြောင့်ထီဆောင်မင်းတော်ကျဆုံးခဲ့ရတဲ့အဖြစ်နရတရားပတိလိုအစာကျူပြီးအမျက်ဒေါသကြီးတဲ့မင်းဆရှိတဲ့ပြင်ပေါ်ပေါက်လာခဲ့ပါတယ်ခရစ်နှစ်1989ခုနှစ်မှာမုံဝဲရဲ့ကျူးကျော်မှုကြောင့်နရတရားပတိဟာပကံကိုစွန့်ခွာထပ်ပြေးခဲ့ရပြီးတော့ပကံရဲ့ဩဇာဟာလုံးဝကျဆင်းခဲ့ပါတယ်ရှင်တိသာဘာမောရဲ့တဏ္ဍမရေးကျွမ်းကျင်စွာရေးဆိုမှုကြောင့်မုံဘရင်ကိုလိုင်ခံကတပ်တွေကိုပြန်ဆုတ်စေခဲ့ပါတယ်မုံရီမြန်မာနိုင်ငံကတက်ပြန်ရောက်ပြီးနန်းတက်ကြတဲ့ကြစွာစောနဲ့စိုးမွန်နဲ့တို့ဟာရှမ်းပြည်နောင်သုံးဦးရဲ့လက်အောက်ခံပကံမင်းလို့သာအတိအမှတ်ပြုခံရပြီးတော့အမေရိကန်ဩဇာရှိကြတာကတော့ရှမ်းပြည်နောင်သုံးဦးဖြစ်တဲ့အသင်္ခရရာဇသင်းကျန်တရားသူတို့ဖြစ်ကြပါတယ်အချို့သမိုင်းဆရာတွေကထိုကာလကိုမြေဆိုင်ခေတ်ဒါမှမဟုတ်ပထမရှမ်းခေတ်အဖြစ်လည်းသတ်မှတ်ခဲ့ကြပါတယ်ပကံအင်ပါယာပြတ်သုံးရခြင်းရဲ့အကြောင်းရင်းဟာမင်းတို့ရဲ့ဉာဏ်ဖြစ်မှုမူရဲ့ရန်စစ်ကိုခံရခြင်းဖြင့်မြောက်ဘက်နဲ့အရှေ့ဘက်တလွားကနေရှမ်းလူမျိုးရဲ့အလင်းပိုင်းမြေပြင်ဒေသအတွင်းသို့အလုံးရင်းနဲ့ဝင်ရောက်နေရယူလာခြင်းတို့ကြောင့်ဖြစ်တယ်လို့သမိုင်းပညာရှင်တွေကသုံးသပ်ကြပါတယ်ဘယ်လိုလဲဖြစ်ပါစေပကံအင်ပါယာကြီးဟာအေဒီ73ရာစုနောက်ပိုင်းဘုံတက်တွေရဲ့ကျူးကျော်မှုနဲ့အတူနိုင်ငံကြီးရာမိမိန်သွားခဲ့ရတာကတော့အသေးချာပဲဖြစ်ပါတယ်ဒါပေမဲ့ရှင်းမြန်မာဘုရားတို့ခြံလက်ထားခဲ့တဲ့ယဉ်ကျေးမှုစာပေဘာသာရေးနဲ့အနုပညာအုံမြစ်တွေကတော့ဒီနေ့ထက်တိုင်းမြန်မာသွေးထဲမှာစီးဆင်းနေစေပဲဖြစ်ပါတယ်။ဒီနေ့တင်ဆက်ပေးခဲ့တာကတော့ AR မြစ်ကမ်းနမင်းကရွာသိမ်လေးကနေပြီးတော့ကမ္ဘာအံဖွယ်အင်ပါယာကြီးဖြစ်လာခဲ့တဲ့ပကံပြည်ကြီးရဲ့တမန်ကြောင်ပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ channel ကနေမြန်မာသမိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုနေရာဖြစ်လို့ဗီဒီယိုလေးတွေကိုကြိုက်နေတဲ့ဆိုရင် like and subscribe လုပ်ထားပေးကြဖို့တောင်းဆိုချင်ပါတယ်။အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။